ကနေစင်တီကိုပြောင်းတဲ့သူတွေအတွက်သတ်မှတ်ဖို့ခက်ခဲတဲ့ပွက်လေးတွေကိုပြပတ်ချင်ပါတယ်ရင်ပတ်လည်ကိုတွက်ချက်လိုက်လို့ရှိရင်တစ်ခါတလေမှာသတ်မှတ်ဖို့လွယ်ကူတဲ့ကဏ္ဍနဲ့သတ်မှတ်ဖို့ခက်ခဲတဲ့ကဏ္ဍလေးတွေပါတတ်ပါတယ်တထားပြီးတော့သူတွေတကယ်စစ်တီသမားစစ်တွေအတွက်ကတော့လွယ်ကူပါတယ်လက်မကနေစင်တီကိုပြောင်းတဲ့သူတွေအတွက်ကတော့သတ်မှတ်ဖို့ခက်ခဲနေတတ်ပါတယ်အဲ့လိုခက်ခဲတဲ့အရာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုရှင်းပြချင်ပါတယ်ရင်ကိုတွက်ချက်လိုက်လို့ရှိရင်ဒီလိုမျိုးသတ်မှတ်ရခက်ခဲတဲ့ကဏ္ဍလေးပါရင်အစိကတသမအစိကခဏန်းကိုအတီးယူတသမအနောက်ကခဏန်းရဲ့အနောက်ဆုံးနှလုံးကိုပဲယူပေးရပါမယ်ဒီလိုပဲနောက်ထပ်ခဏန်း၄လုံးဖြစ်စီ၅လုံးဖြစ်စီ၃လုံးဖြစ်စီခဏန်းကိုခြေလို့စိတ်ဝင်စားဖို့အနောက်ကတသမအနောက်ကခဏန်းရဲ့အနောက်ဆုံးနှလုံးကိုပဲခဏန်းနှလုံးကိုပဲခြေလို့ယူပါမယ်တသမအစိကခဏန်းကိုအတီးယူတသမအနောက်ကအနောက်ဆုံးခဏန်းနှလုံးကိုပဲအတီးယူပါမယ်